မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီတစ်ခါမှာတော့မကြသေးခင်ကမှထွက်ရှိထားတဲ့တရေကားလေးတကားကိုတင်ဆက်ပေးပါမယ်ရှေးဟောင်းသမိုင်းပါမောက္ခအဂျမင်ပရိုက်ကမှတ်တမ်းပြုစုပြီးတတိပေးခဲ့တာတခုရှိခဲ့တယ်အဲ့ဒါကတော့ Necronomicon ဆိုတဲ့သေမင်းစာအုပ်တစ်ခုအကြောင်းကိုပါဒီအရာဟာဒါနာရီသက်သက်မဟုတ်ဘူးဆိုတာကိုပေါ့ဒါပေမဲ့ပညာရှင်တစ်ဖွဲ့ကအဲ့ဒီအရာကိုရှာဖွေတွေ့ရှိသွားရခါနေသူတတိပေးထားပေမဲ့လေစာအုပ်ထဲကမတန်ရှင်းတဲ့စာသားတွေကိုဖတ်မိခဲ့ကြကမိစ္ဆာတွေကိုနှိုးမိလိုက်ကြပါတယ်ဒါပေမဲ့စွမ်းအားကြီးတဲ့အရာတစ်ခုကတော့သူတို့ကိုငရဲပစ္စည်းကိုပို့ပေးနိုင်ပါတယ်အဲ့ဒီအရာကိုသူကအင်းတွေအစီအရင်တွေနဲ့ချိတ်ပိတ်ခဲ့တာပါဒီအရာကချိတ်ပွင့်သွားခဲ့ရင်မိစ္ဆာတွေကအနံ့ရသွားနိုင်ပြီးပျက်စီးဖို့အတွက်ပြန်လဲရောက်ရှိလာကြတော့မှာပါပဲဒါကိုလည်းလူတစ်ယောက်ကစတင်တွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လီယိုတို့တငယ်ချင်းနှစ်ယောက်ကန်တကန်မှာငားထိုင်များနေရင်လီယိုကကောင်မလေးဖုံးခေါ်တဲ့အတွက်ဖုံးပြဖို့ထွက်သွားတဲ့အချိန်မကြခင်မှာပဲဂျဲရက်ရဲ့ငားမြကျိုးကတင်းသွားပါတယ်ဒီတော့ငားပဲထင်ပြီးဆွဲတင်လိုက်ပြီးမဲ့ခေါင်းပြက်ကြီးတစ်ခုဖြစ်နေတဲ့အတွက်ထိတ်လန့်သွားပြီးလီယိုကိုလမ်းခေါ်နေတဲ့အချိန်ရေကန်တဲကနေငှက်များကျိုးတွေထွက်လာပြီးသူ့ရဲ့လဲဘိန်းနဲ့ပါဇက်တွေကိုညှိကုန်ပြီးဆွဲခံလိုက်ရတဲ့အတွက်ယုံနေရင်မိုးတွေကလည်းရွာလာခဲ့ပါတယ်ဂျဲရက်ကလည်းရုံးကန်နေရင်မှာပဲအာကြီးလုံးတဲ့အရာတစ်ခုကဆွဲတာကြောင့်ရေထဲကိုပါသွားပါတော့တယ်ဖုံးပြောပြီးလို့လီယိုကပြန်လာတဲ့အခါမှာတော့မတွေ့တဲ့အတွက်ကြည့်နေရင်ရေအလဲကောင်မှရှိနေတာကိုမြင်လို့လှေနဲ့အမြန်သွားတဲ့အခါမှာပျောက်သွားပြန်ပါတယ်ဒီတော့အော်ခေါ်ပြီးလိုက်ရှာနေရင်ဝုန်းခနဲ့ပေါ်လာပြီးသူ့ကိုအကူအညီတောင်းနေတဲ့အတွက်အမြန်ဆွဲတင်လိုက်တဲ့အခါမှာကိုတပိုင်းပဲပါလာခဲ့ပါတယ်ဒါကိုသိလိုက်ရတဲ့လီယိုလည်းအံထွက်သွားခဲ့တာပါဒီချိန်မှာပဲရေထဲကနေအမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်လာပြီးမြင်လိုက်ရတာကြောင့်ပဲအမြန်ထွက်ပြေးဖို့စက်နှိုးပေမဲ့မရတော့ပါဘူးလေအနားကိုလည်းရောက်လာပြီးမော်တော်ဘုတ်ကိုလည်းမှောက်ပစ်လိုက်တဲ့အတွက်ရေထဲရောက်သွားပြီးမော်တော်ဘုတ်ပေါ်မှာမတ်တရက်နေတဲ့မိစ္ဆာတကောင်ကိုမြင်လိုက်ရပါတယ်သူ့ကိုကြည့်နေရင်အစွမ်းသုံးလိုက်တာကြောင့်ပဲရေကန်ထဲကနေရေတွေစူပွက်လာပြီးငါးတွေလည်းအပူဒဏ်ကြောင့်ပဲတေကုန်ကြပါတယ်လီယိုကတော့ကမ်းခြေကိုတက်လာနိုင်ခဲ့ပေမဲ့တေဆုံးသွားပြီးအသားတွေကလည်းအပူလောင်ကုန်တာပါမိစ္ဆာကြီးကတော့ကားလမ်းပေါ်ကိုတက်လာပြီးလမ်းအလယ်မှာရက်နေလိုက်တဲ့အခါမှာပဲအရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကဝင်တိုက်သွားပါတယ်အဲ့ဒီကားတိုက်မှုမတိုင်ခင်ဝီလီယံနဲ့အဲလီတိုကကလပ်တစ်ခုမှအတူရှိနေကြပြီးသူတို့ရဲ့တငယ်ချင်းကိုမွေးနေ့လက်ဆောင်ကိုစီထုတ်ပေးကြရင်အဲလီကလည်းတငယ်ချင်းကိုနမ်းမိမလို့ဖြစ်သွားတာကိုယောက်ျားဖြစ်သူဝီလီယံကမကျေနပ်ပါဘူးအဲလီကိုအပြစ်တင်နေပြီးသူ့ကိုကလေးယူရအောင်စီးကရက်ကိုမတောက်ဖို့ပြောနေတာကိုလည်းမရဘူးလို့ညှိတွားနေတာပါအဲလီနဲ့ဝီလီယံတို့ဇနီးမောင်နှံဟာအရင်ကတည်းကတယောက်နဲ့တယောက်မပြေလည်မှုတွေရှိနေကြပြီးကလပ်ကိုလည်းဝီလီယံတို့မိသားစုကပိုင်တာပါအပြင်ကိုရောက်တော့လဲစကားထပ်များကြရင်အဲလီကိုအိမ်ပြန်ဖို့ခေါ်ပေမဲ့မလိုက်ပါဘူးသူမောက်ကိုမထိဖို့ပဲပြောနေတာပါဝီလီယံလည်းသူမိမောက်ကိုပြောမရတဲ့အတွက်စိတ်တိုပြီးကားနဲ့တယောက်တည်းမောင်းပြီးထွက်သွားပါတယ်ကားမောင်းသွားနေရင်မှပဲရေဒီယိုကနေအတန်ကြားလို့ကြည့်နေတဲ့အချိန်ခုနပူးကတ်ခံရတဲ့အမျိုးသမီးကိုဝင်တိုက်မိသွားပြီးကားမောက်သွားခဲ့ပါတယ်ပြန်တတိရလာပြီးကြည့်လိုက်တော့ဝီလီယံကဘာမှမဖြစ်ပဲထိုင်ကုန်မှညက်နေပြီးသူတိုက်လိုက်တဲ့အမျိုးသမီးကိုမလှုပ်ဖို့နဲ့ရဲကိုခေါ်ပေးမယ်လို့လုပ်ပေမဲ့ဖုန်းကလွတ်ကျသွားပါတယ်မလှုပ်နဲ့လို့ပြောနေတဲ့အချိန်မှာပဲသူ့ရဲ့နာမည်ကိုခေါ်နေကခေါင်းကြီးကတဖြည်းဖြည်းလဲလာပြီးမင်းကငါရှာတွေ့ပြီးမင်းရဲ့မိသားစုစီကိုခေါ်သွားလို့ပြောရင်ပြုတ်ကျသွားပါတယ်ဒါကိုမြင်လိုက်ရတဲ့ဝီလီယံကလည်းအတော်ကိုထိတ်လန့်သွားပြီးသူကြည့်နေရင်းမှာပဲခေါင်းပြက်ကြီးကနေတစ်ခုပြီးတစ်ခုကျင်းစာတွေကိုရွတ်ဆိုလိုက်တာနဲ့ကားတစ်ခုလုံးမီးထတောက်လာပြီးဝီလီယံလည်းမီးလောင်သွားကနာကျင်အော်ဟစ်နေတာကိုခေါင်းပြက်ကြီးကကြည့်ပြီးရဲနေတာပါအဲ့ဒီနောက်တစ်နေ့မှာတော့အဲလစ်ကအိယာနိုးလာပြီးအိမ်ကိုကားနဲ့ထွက်သွားကဂျိုးဆက်တို့နှစ်ယောက်ကလည်းရှိနေပြီးသူမကိုတီရက်ကကူညီပေးနေတဲ့အချိန်ကားထဲမှာတနက်ကိုမြင်ပြီးဒါဘသူတနက်လဲလို့ပြီးတော့ဂျိုးဆက်ရဲ့ဟာလို့ပြောတဲ့အတွက်သူကလူမိုက်ကြီးပေါ့လို့စားနှောက်လိုက်ပါသေးတယ်ဒီချိန်မှာပဲအဲလစ်ရဲ့ရောက်ခမထွက်လာတာကိုမြင်လို့အနားကိုသွားပြီးနှုတ်ဆက်လိုက်ကဝီကျဲပေါ်မှာထိုင်နေတဲ့အဖွားကိုလည်းနှုတ်ဆက်ပေးမယ်သူ့ကိုမှတ်မိမှာမဟုတ်ဘူးလို့ဆိုပါတယ်ဒီလိုနဲ့ရောက်ခမလှုပ်သူနဲ့အတူတွားနေရင်ဘေးကိုရောက်လာတဲ့ခွေးလူကိုပုတ်တက်ပေးနေတဲ့အချိန်ရောက်ကလေးကြီးကလေးချွန်တန်ပေးပြီးပြန်ခေါ်သွားပါတယ်ဝီလီယံရဲ့မိသားစုကသူမကိုတိတ်ပြီးသဘောမကျကြပါဘူးအဲ့ဒီနောက်မှာတော့ဝီလီယံရဲ့ဇာပနာအခမ်းအနားကိုမိသားစုနဲ့အချင်းယုံလှုပ်ဆောင်လိုက်ကြပြီးအခမ်းအနားမှာအမတ်တရရှိတဲ့အရာတွေကိုဗန်းစရာတွေနဲ့အမေဖြစ်သူကပြောနေကသူ့သားကလူတော်လူကောင်းလေးတယောက်ဖြစ်တာကြောင့်အရန်ဝမ်းနေနေတယ်လို့ဆိုကငိုကြွေးနေပေမဲ့အဲလစ်ကတော့ဖနက်ပေါက်လို့ခြေထောက်နာတာလောက်အာယုံမရပါဘူးအဖွားဖြစ်သူကလည်းမှတ်ညံတွေမကောင်းတော့ပဲသူ့ကိုအေးမလုံးနဲ့လို့ပြောခံနေရတာပါအဲလစ်ကိုလည်းမိသားစုတွေကလုံးဝမကြည်ကြပါဘူးအဲလစ်ကိုအမတ်တရအကြောင်းတွေပြောဖို့မေးပေမဲ့သူကမပြောတော့ဘူးလို့ဆိုပါတယ်ဒီတော့သူတို့ရဲ့မင်္ဂလာဆောင်တခြင်းကိုလည်းဖွင့်ပြလိုက်ကအားလုံးကဝမ်းနဲ့စိတ်မကောင်းဖြစ်ကြရပြီး
ငိုနေခဲ့ပေမဲ့အဖွားကြီးကတော့ဒီတချင်းနဲ့စီးမျောနေသေးတာပါဒီချိန်မှာပဲမီးတကြိုမဲ့လူကအလောင်းကိုတဲထုတ်သွားပြီးတချင်းနားထောင်ရင်အလောင်းကိုမီးတကြိုဆက်တဲ့ကိုထည့်နေတဲ့အချိန်ဝီလီယံရဲ့အဖေကသူ့သားကိုနောက်ဆုံးနှုတ်ဆက်ချင်တာပါလို့လာတောင်းဆိုတဲ့အတွက်9မိနစ်ခွင့်ပေးလိုက်ပြီးအလောင်းကိုထားခဲ့လိုက်ပါတယ်အဂါကလည်းသူ့သားရဲ့အလောင်းနားမှာငိုနေရင်တကားကောက်တန်ကိုကြားလို့အပြင်ကိုထွက်ကြည့်တော့ဘယ်သူမှမရှိပါဘူးဒီချိန်မှာပဲအခေါင်းထဲကနေအတန်ကိုကြားလိုက်ရပါတယ်ဒီတော့အနားကိုကပ်ပြီးနားထောင်နေတဲ့အချိန်အခေါင်းထဲကနေဒုံးဆိုပြီးအတန်ထွက်လာတဲ့အတွက်သူ့သားမသေးသေးဘူးဆိုပြီးအခေါင်းကိုအတင်းရိုက်ဖွင့်တဲ့အခါမှာပဲအထက်ကနေလက်ကြီးထွက်လာပြီးသူ့ရဲ့လက်ကိုအကင်လို့ပူလောင်သွားပါတယ်မိတကြိုတဲ့လူကလည်းရောက်လာပြီးမြင်သွားကပြေးလို့မလွတ်တော့ပဲအဲ့ဒီအကောင်ကြီးရဲ့လက်ချက်နဲ့တီးဆုံးသွားကအဖိုးကြီးကိုယ်တဲကိုလည်းဝင်ရောက်သွားတဲ့အတွက်အဖိုးကြီးကစတင်ပြီးထိန်းချုပ်ခံရပါတော့တယ်ဒီလိုနဲ့ဂျိုးဆက်တို့နဲ့အတူပြန်လိုက်သွားရင်သူတို့အမေကအလောင်းကိုမိတကြိုဝင်ပေးလို့ကျေးဇူးတင်နေကြောင်းနဲ့အဖေကတော့မကြည်ဘူးလို့ဆိုနေတာပါဒါကအဲလီအတွက်တော့အထူးဆန်းမဟုတ်ပါဘူးသူတို့ရဲ့မိသားစုအပန်းဖြေတဲ့အိမ်ကိုရောက်သွားကြပြီးအိမ်ကိုရောက်တော့အမေဖြစ်သူကအပေါ်ထက်ကဂျိုးဆက်ရဲ့အခန်းထဲမှာရောက်နေတာပါဂျိုးဆက်ကစာရေးတဲ့လူဖြစ်တဲ့အတွက်သူ့အဖိုးရဲ့မှတ်တမ်းတွေကိုပြန်ဖော်ထုတ်နေတာကိုအမေဖြစ်သူကသိသွားကအကောင်လုံးကိုဖြုတ်သိမ်းပစ်လိုက်ရင်သူ့ရဲ့အဖိုးကလူကောင်းတစ်ယောက်မဟုတ်ဘူးလို့ဆိုကသူတို့ရဲ့အပေါ်မှာပြုတ်မှုခဲ့တာတွေနဲ့အဖေကဒီလိုအကြောင်းအရာတွေကိုပဲလေးလာခီးသွားနေပြီးသူတို့ကိုပြစ်ထားကြောင်းပြောနေတာပါတန်ကြီးထက်နေတဲ့လက်နက်တွေကိုလည်းရှာနေတာလို့ပြောရင်မော်ပစ္စည်းတွေအကုန်လုံးကိုသိမ်းပစ်လိုက်ပါတယ်ဒီတော့အထုပ်ကိုလည်းလွှတ်ပစ်လိုက်ဖို့မှားသွားတာပါဒီလိုနဲ့ပဲအောက်ကအော်တန်ကိုကြားလို့တွားကြည့်တဲ့အခါမှာအဖွားကိုအဲလစ်ကအပေါ်တက်ဖို့ကူညီနေတာကိုသူ့ကိုပိုက်ဆံခိုးဖို့ကြံနေတာပါဆိုပြီးတောင်းကျမ်းနေတာပါဒီတော့စူဇန်ကပဲဝင်လှုပ်လိုက်တော့မှအဆင်ပြေသွားကဒါတော့အဖွားကြီးကတခိုးလို့သူ့မြေးကိုပြောနေပါသေးတယ်ဒီလိုနဲ့ပဲဂျိုးဆက်ကအမိုက်ထုတ်ကိုတွားပြစ်နေရင်အဖေကဂိုးတောင်ထဲမှာချောင်းဆိုးနေလို့အဆင်ပြေလားလို့အနားကိုတွားမိတော့သူပြောတာကိုလက်မခံပဲချက်ချင်းထွက်သွားပါတယ်မြောက်ခန်းထဲကိုရောက်တော့လဲချောင်းဆိုးနေတဲ့အတွက်သူ့ကိုယ်သူစိတ်မရှိဖြစ်နေပြီးကြွက်ထောင်ချောင်းမှာကြွက်မိနေတာကိုမြင်လို့အပြင်ကိုထွက်ဖို့ပြင်မိမဲ့တကားကပိတ်ကျသွားပါတယ်ဓာတ်ထုတ်ပြီးပြန်တိုက်ခိုက်ဖို့ပြင်မိမဲ့အတန်တွေကြားနေရပြီးထိန်းချုပ်ခံရသူ့ရဲ့လက်ကိုသူပြန်ဓာတ်နဲ့ချစ်နေတဲ့အချိန်အဲလစ်ကရောက်လာပြီးကူညီလိုက်ရပါတယ်အဂါကလည်းသူ့ရဲ့မိန်းမကိုပြန်မပြောပါနဲ့လို့တောင်းဆိုလိုက်တာပါစူဇန်ကတော့နေ့လည်စာအတွက်ချက်ပြုတ်နေပြီးအဲလစ်ကလည်းအိမ်ပေါ်ဓာတ်ကိုရောက်လာတော့သူ့ရဲ့လက်မဒဏ်ရာကိုချော်လဲတာပါလို့လိန်လိုက်ရင်သူ့ယောက်ျားကြိုက်တဲ့စီမီတိုင်ကိုဇပွဲပေါ်မှာတွားထားခိုင်းလိုက်ပါတယ်ကိုယ်တိုင်လှုပ်ထားတာလို့သိလိုက်ရတဲ့အတွက်ရှင်ကပါရမီပါပြီးတမျောစရာပဲလို့ပြောတဲ့ကိုကြတော့မိသားစုနဲ့အတူရှိနေရတာပဲမိသားစုမရှိရင်ငါကဘာမှမဟုတ်ဘူးလို့ပြောနေတာကိုငြိမ်ပြီးနားထောင်လိုက်ရပါတယ်ဒီလိုနဲ့အဲလစ်တို့မင်္ဂလာဆောင်ကမှတ်တမ်းတိတ်ခွေတစ်ခုကိုပြန်ဖွင့်ကြည့်နေကြရင်ပြီးသွားတဲ့အခါမှာတော့ဂျိုးဆက်ကထိုင်ကုန်မှာဝင်ထိုင်ဖို့ပြင်ပေမဲ့ဝီလီယံရဲ့နေရာလို့ပြောပြီးတခြားနေရာကိုသွားထိုင်စေပါတယ်အကာကထိန်းချုပ်ခံနေရပြီးသူ့ဘာသာသူဒေါသတွေထွက်နေကဓာတ်ကိုလက်လန်းနေတာကိုမြင်တဲ့အဲလစ်ကကောက်သိမ်းထားလိုက်ပါတယ်စူဇန်ကလည်းဝီလီယံဦးစီးခဲ့တဲ့စားတောက်ဆိုင်ကိုအဲလစ်ကိုဦးစီးလောက်ကင်ဖို့ပြောပေမဲ့အဲလစ်ကမလုပ်ချင်ပါဘူးသူမကသူ့အဖေစီကိုပြန်ချင်တယ်လို့ပြောနေကနောက်မှပြောဖို့လုပ်ပေမဲ့မရပါဘူးအလုတ်အချောင်းကိုပြောနေကအဖွားကြီးကလည်းနင်ကငါမီးရဲ့မိန်းမလာလို့ထပြောနေပါတယ်အဂါကလည်းစိတ်ဖောက်လာပြီးဝိုင်းဖွင့်တဲ့အတန်ကိုကောက်ယူလိုက်တာကိုမသိကြပါဘူးစူဇန်ကအဲလစ်ကိုအလုတ်အချောင်းပေါက်ပေါက်ဖောက်နေတာကိုနားထောင်ရင်အတိတ်ကဝီလီယံပြဿနာရှာနေခဲ့တဲ့အချိန်ကိုပြန်အမှတ်ရရင်စိတ်လှုပ်ရှားလာပြီးဝိုင်းခွက်ကမှောက်ကျသွားပါသေးတယ်အဂါကလည်းမကြည်မနှက်ဖြစ်နေပြီးသူ့သားသေးတော့မျက်ရည်တောင်မကျပဲပျော်နေတာမလားလို့မေးနေတဲ့အတွက်စိတ်လျှော့ထားဖို့စူဇန်ကပြောပေမဲ့မရပါဘူးဝိုင်းဖောက်တံကိုလည်းတီယာကတောင်းယူလိုက်တော့မှထုတ်ပေးလိုက်ပြီးအဲလစ်ကိုတော့ထပ်ပြီးအပြစ်တင်ပြောဆိုနေတာပါသူ့သားသေးရတာအဲလစ်ကြောင့်လို့ဆွဆွဲနေပြီးဒါကသူ့ဘာသာသူကားနဲ့ထွက်သွားတာကိုမတားလို့ဖြစ်ရတာလို့ပြောနေတာပါဂျိုးဆက်ကလည်းမတားဘူးဆိုပြီးပြောနေလို့အဲလစ်နဲ့အပြန်လန်းငင်းကုန်ကြပါတယ်ဒီချိန်မှာပဲစကားပြောနေကြတာကိုအကာကကြည့်ပြီးလက်ထဲကခရင်ကိုကင်ထားကဝီလီယံကကောင်းကင်မှာလို့စူဇန်ကပြောတဲ့အတန်ကိုကြားတော့အောက်မှာလို့ပြောရင်ဘေးကခွေးကိုခရင်နဲ့ထိုးတက်ပလိုက်ပါတယ်ဂျိုးဆက်ကဝင်ထားတဲ့အတွက်သူ့ကိုရိုက်ခံလိုက်ရပြီးလွင့်သွားကအကာကလဲကျသွားပြီးသူ့ကိုကူညီပါလို့ပြောနေတဲ့အတွက်ဂျိုးဆက်တို့နှစ်ယောက်ကဆေးရုံကိုအမြန်လိုက်ပို့ကြဖို့ထွက်သွားပါတယ်ဒါကိုလည်းအဖွားကြီးကသူ့ကိုနှုတ်မဆက်သွားဘူးလို့ထားပြောနေသေးတာပါဂျိုးဆက်လည်းသူ့အဖေရဲ့ကိုကအနာတွေကိုပြုတ်စုပေးရင်အဖိုးကြီးကထလာပြီးပူကတ်ခံထားရကကားမောင်းနေတဲ့တီယာကိုထပြီးတိုက်ခိုက်ပါတော့တယ်ဒီတော့ကားထဲမှာရုံရင်းဆန်ကတ်တွေဖြစ်ကြပြီးဂျိုးဆက်ကလည်းဝင်ထားပြီးမှမနိုင်ပါဘူးတီယာကအပြင်ကိုထွက်ဖို့ပြင်နေတဲ့အချိန်တကားပိတ်ချလိုက်လို့လက်ညံပြီးပြတ်ထွက်သွားပါတယ်အဖိုးကြီးကသူ့မကိုအသေးအတန်တိုက်ခိုက်နေပြီးဂျိုးဆက်ကတနက်နဲ့ပြစ်ဖို့ချိန်နေပြီးသူ့ကိုပြစ်လိုက်လေလို့ပြောပေမဲ့အဖေဖြစ်သူဖြစ်နေတဲ့အတွက်မပြစ်ဘဲချိန်မဲချိန်ထားလိုက်တာပါတီယာကပဲဂက်ဘူးနဲ့ရိုက်လိုက်လို့လွတ်သွားကထွက်ပြေးဖို့ပြင်ပေမဲ့မလွတ်ဘဲသူ့ကိုပဲတဲကြီးမဲကြီးလိုက်ပြီးတိုက်ခိုက်နေက
ဂျိုးဆက်ကကားအပြင်ကိုထွက်ပြေးသွားပါတယ်တီယာကိုလည်းမြင်လိုက်ရတဲ့ဂျိုးဆက်လည်းအရန်ထိတ်လန့်သွားပြီးထွက်ပြေးသွားကကားထဲကနေအကာကထွက်လာတော့ပုံမှန်မဟုတ်တော့ပါဘူးအဲလစ်ကလည်းဂိုးတောင်တစ်ခုနားကိုရောက်တဲ့အခါမှာအမိုက်ထုတ်ထဲကနေမော်စာအိုးတစ်ခုထွက်လာတာကိုမြင်ပြီးယူပြီးဖက်ကြည့်လိုက်ပါတယ်အဲလစ်ကလည်းဂိုးတောင်တစ်ခုနားကိုရောက်တဲ့အခါမှာအမိုက်ထုတ်ထဲကနေမော်စာအိုးတစ်ခုထွက်လာတာကိုမြင်ပြီးယူဖက်ကြည့်လိုက်ပါတယ်အဲ့ဒီစာအုပ်ကတေမင်းစာအုပ်ဖြစ်ပြီးစာထဲမှာနတ်ဆိုးကိုစင့်ခေါ်တဲ့စကားလုံးလေးလုံးကိုရေးထားတာပါမိစ္ဆာနိုးလာခဲ့ရင်အဆုံးသတ်ဖြစ်ဖို့အတွက်ပညာရှိအဖွဲ့ကဖန်တီးထားတဲ့ဓမြောင်ရှိရမှာဖြစ်ပြီးအဲ့ဒီဓာတ်သွားနဲ့အနှဲငယ်ထိလိုက်ရင်တော့ခန္ဓာကိုယ်မှာပူးကပ်နေတဲ့နတ်ဆိုးကိုတည်သွားစေနိုင်တာပါဒီဓာတ်ကိုဂျိုးဆက်ရဲ့အဖိုးကရှာတွေ့ခဲ့ပြီးသူကဖွက်ထားခဲ့ပေမဲ့အဲ့ဒီတတ္တဝါတွေကသူ့နောက်ကိုလိုက်လာခဲ့တာကြောင့်သူ့သမီးနဲ့မိန်းမကိုကာကွယ်ပေးဖို့ကြိုးစားခဲ့ဘူးတာပါနောက်တက်စာရွက်ဒီထဲမှာတော့စကားလုံးလေးလုံးကိုမြင်ပြီးအဲလစ်ကယူပြီးဖတ်လိုက်မိတဲ့အခါမှာတော့မိစ္ဆာကသူ့စီကိုပြေးဝင်လာနေပြီးနောက်ဆုံးတစ်ခုကိုတော့မဖတ်တော့ပဲထားလိုက်တာပါဒီချိန်မှာပဲတီသွားတဲ့ခွေကသူ့ကိုဝင်ကြိုက်တဲ့အတွက်တန်ချုံနဲ့အဆုံးသတ်ပေးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့အင်ကိုပြင်ရောက်သွားတော့စူဇန်ကဘာဖြစ်လာတာလဲလို့မေးပြီးမှထိတ်လန့်နေပြီးပြန်မဖြေနိုင်ပါဘူးဒီချိန်မှာပဲဂျိုးဆက်ကလည်းအရန်ထိတ်လန့်နေပြီးအိမ်ထဲကိုရောက်လာကအဖေကတီယာကိုတတ်လိုက်ပြီလို့ပြောနေတဲ့ချိန်တကားလာခောက်ပါတော့တယ်အဖွားကြီးကလည်းငိုင်းပစံနေခိုးဖို့လာနေတာလို့ထပြီးလုံနေသေးတာပါအဲလစ်ကလည်းတကားကိုဖွင့်ပေးလိုက်တဲ့အခါမှာတီယာကခေါင်းမှာတန်ချုံတန်းလန်းကြီးနဲ့အိမ်ထဲကိုဝင်လာပြီးမိစ္ဆာတွေပူးကတ်ထားကသူတို့အရှိမှပဲဖျောင်းရည်တွေကိုတောက်ချပစ်လိုက်ပါတယ်ပြီးတာနဲ့ဝင်တိုက်ခိုက်လို့ရုံရင်ဆန်ခတ်တွေဖြစ်ကြရင်မြေရောက်ခန်းတွေကိုပြုတ်ကျသွားကတကားပိတ်ထားလိုက်ကြပါတယ်အိမ်ထဲကနေလည်းအမြန်ထွက်သွားကြဖို့ပြင်တဲ့အခါမှာအပြင်မှာအကာကစောင့်ကြိုနေတာပါသူ့ရဲ့ခွေးလေးကလည်းပါနေသေးပြီးသူ့ကိုကြည့်နေရင်တနတ်နဲ့သူ့ကိုယ်သူပြန်ပစ်ပေမှမသေးပါဘူးမိစ္ဆာတကောင်လုံးဖြစ်နေပြီးအသိစိတ်ကလည်းမရှိတော့တာပါမြေရောက်ခန်းထဲကတီယာကလည်းပြန်ထလာပြီးဂျိုးဇက်တို့လည်းအိမ်ထဲကိုပြန်ဝင်လိုက်ကြပြီးအပြင်မှာတော့အကာကသူတို့ထွက်အလာကိုအသင်းစောင့်နေတာပါအဖွားကြီးတယောက်တည်းရှိနေတဲ့အချိန်မှာပဲမြေရောက်ခန်းတကားကိုတီယာကဖောင်းနေတာကိုမြင်တဲ့အတွက်စိတ်မနှံ့တာကြောင့်ပဲတကားသွားပြီးဖွင့်ပေးမိလိုက်ပါတယ်ဒီတော့တီယာကအပေါ်ကိုရောက်လာပြီးအဖွားကြီးကိုတော့ဘာမှလုံမသွားပါဘူးတီယာဓာတ်စီနဲ့အိမ်ထဲကိုလိုက်ဖျန်းနေပြီးဂျိုးဇက်တို့ကထွက်သွားဖို့တိတ်တဆိတ်လုံနေရင်အတန်ထွက်သွားတဲ့အတွက်ပျောက်ကွယ်သွားပါတယ်ကြီးလိုက်တဲ့အခါမှာတော့အပေါ်ကိုရောက်နေပြီးအဲလေးရဲ့အပေါ်ကိုခုန်ချတိုက်ခိုက်ပါတော့တယ်ဒါကိုဂျိုးဇက်ကလည်းကြောင်ကြည့်နေပြီးအမေကသွားပြီးတတိပေးတဲ့အချိန်သူတို့ကိုထပ်ပြီးတိုက်ခိုက်နေကစူဇန်ကိုလည်းနိုင်ရန်နဲ့ကန်ရိုက်နေရင်နိုင်ရန်ပွင့်ထွက်သွားတဲ့အထိပါပဲဂျိုးဇက်ကိုလည်းအထုပ်လေးတစ်ခုလိုကိုင်းပစ်နေတာပါဂျိုးဇက်ကလည်းပြန်တိုက်ခိုက်ဖို့လုံရင်းခရင်တွေဓားတွေထဲတဲ့ချင်းတွေကိုချော်လဲကျသွားတဲ့အတွက်အပေါ်ကနေတက်ဖိထားလို့ဓားနဲ့လေပင်ကိုထိုးချလိုက်ပါတယ်ဒါပေမဲ့တီယာကဘာမှမဖြစ်ပါဘူးအပြင်ကနေအဖွားကြီးရဲ့အတန်ကြားလို့ထွက်သွားကအဖွားကြီးအနားကိုရောက်တော့ငါရဲ့မွေးရအောက်မှာရှိတယ်အကုန်ယူသွားလိုက်လို့ပြောနေတာပါပိုက်ဆံတွေလိုချင်တယ်လို့ထင်နေပြီးပိုက်ဆံတွေသွားယူခိုင်းနေတာပါအဖွားကြီးကိုလည်းနင်းယောက်ျားကငါတို့လိုချင်တာဘာလဲဆိုတာကိုမပြောပြခဲ့ဘူးလားလို့ပြောရင်းအဖွားကြီးရဲ့အန်ကတ်ကိုထုတ်ပြီးသူ့ရဲ့ဗဇက်ထဲကိုထည့်ပြီးမှပြန်တက်ပေးလိုက်ပါတယ်ခြေထောက်ကိုကြည့်တော့ခြေတူးကပျောက်နေတာကိုသတိထားမိပြီးမကြပါဘူးခြေထောက်တူးနဲ့ရိုက်ခံလိုက်ရပါတယ်ထပ်ပြီးဂျိုးဇက်ကလည်းတန်ပန်းနဲ့ခေါင်းတစ်ခုလုံးကိုကြေမွာသွားအောင်ထုချေပစ်လိုက်တော့မှပဲတီယာကလည်းအဆုံးသတ်သွားတာပါဒါပေမဲ့ဒီလောက်နဲ့မပြီးဆုံးသေးပါဘူးအဲလစ်ကလည်းပညာရှိအဖွဲ့ဆိုတာကဘာလဲလို့ဂျိုးကိုမေးတဲ့အခါမှာသူကအဲ့ဒါကိုတကယ်ရှိခဲ့မယ်မထင်ခဲ့ပါဘူးငယ်တုန်းကသူတို့ရဲ့အဖိုးကိုစိတ်မနှံသူလို့ထင်နေကြပြီးအဲ့ဒီချိန်ကမှတ်စုရေးခဲ့တဲ့အထဲမှာနတ်ဆိုးကဒီကိုရောက်ခဲ့ဘူးတယ်လို့ယုံကြည်နေကြတာပါတေမင်းစာအုပ်ကိုဖတ်ခဲ့ရင်ပြန်ရောက်လာမှာပဲဖြစ်ပါတယ်အိမ်ရဲ့အပြင်ကအကာကလည်းအိမ်သားကိုကတ်လာနေပါပြီသူတို့ရဲ့အဖိုးကဓာရီယန်ကနေမိသားစုကိုကာကွယ်ဖို့အတွက်ရှီဟောင်းပစ္စည်းတွေကိုလေ့လာစုဆောင်းခဲ့တာပါဒါတွေကိုအဖိုးပြစ်သူဆုံးပါသွားတဲ့အခါမှာစူဇန်ကလွှတ်ပစ်ခိုင်းခဲ့ပေမဲ့ဂျိုးဇက်ကထက်ခိုးပေါ်မှာတချို့တစ်ဝက်ကိုတင်ထားတာလို့ပြောပြလိုက်ပါတယ်ဒီတော့မိစ္ဆာကတခုခုကိုရှာနေတာသိပြီးသူတို့ကိုတားဆီးနိုင်တဲ့အရာဖြစ်နေတာပါစူဇန်ကလည်းသူ့ရဲ့အမေကိုပြုစုပေးနေရင်အဖွားကြီးကပေါက်တကရတွေရှောက်ပြောနေတာပါဂရင်အောက်ကိုမကြည့်နဲ့တရေရှိတယ်လို့ပြောနေလို့စူဇန်ကလည်းကြီးပြစ်အောင်ကြည့်လိုက်တော့ဘာမှမရှိပါဘူးဒီတော့အမေကိုနှုတ်ဆက်ပြီးထွက်သွားမယ်လို့သူ့ရဲ့အမေကစကားပြန်ပြောရင်ထလာပါတယ်ခြေတော်မကောင်းတဲ့လူကထလာပြီးအဝိဖြူကြီးအုပ်ထားလျက်နဲ့ဖြစ်နေကစူဇန်ကလည်းအနားကိုသွားပြီးဖတ်ထားလိုက်ပါတယ်သူ့ရဲ့အမေပဲဆိုပြီးငိုနေကသူတို့မိသားစုတစ်ခုလုံးပြန်တွေ့နိုင်မှာပါဝီလီယံတောင်ပြန်ရောက်နေပြီလို့ပြောနေလို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဖွားကြီးကပုတ်ကတ်နေပြီးစူဇန်ကိုညှို့လိုက်ကတကားကိုဖွင့်ခိုင်းပါတော့တယ်တကားနားမှာရောက်နေတာကအက်ကပါအဖွားကြီးကိုပုတ်ကတ်ပြီးလှည့်စားလိုက်တာကြောင့်ပဲစူဇန်ကဘိုးတော်ကိုတကားဖွင့်ပေးလိုက်ပါတယ်ပြီးတာနဲ့သူတို့နမ်းလိုက်ကြပြီးစူဇန်မှာပုတ်ကတ်သွားပြန်ပါတယ်ဂျိုးဇက်စီကိုလည်းရောက်သွားပြီးသူသိလိုက်ရကြောင်းနဲ့မိစ္ဆာတွေကငါ့အဖေခိုးထားတဲ့အရာကိုပြန်လိုချင်နေတာလို့ပြောရင်သူတို့လိုချင်တာကိုပြန်ပေးလိုက်ရင်မိသားစုတွေပျော်ရွှင်နိုင်ပြီလို့ဆိုပါတယ်
ဂျိုးဆက်ကအဲ့ဒါတွေကိုလွတ်ပစ်လိုက်ပါပြီလို့ပြောပြီးမှမယုံပါဘူးကန်ဒါရီယန်ဓမြောင်ကဘယ်မှာလဲလို့မေးနေတာပါဒီချိန်မှာပဲမီးတွေပြတ်သွားကအကာကဝင်လာပြီးတိုက်ခိုက်ပါတော့တယ်စူဇန်ကတော့သူ့ကိုဒီလိုအကြမ်းမဖက်ဘူးလို့ဂတိပေးထားလာလို့ပြောပြီးမှအဖိုးကြီးကတော့သူ့ကိုပါရိုက်ချပစ်လိုက်တာပါဂျိုးဆက်ကလည်းပြန်သတိရလာတော့အပြန်လန်တိုက်ခိုက်နေကြတဲ့အချိန်အဲလစ်ကတော့လွတ်တဲ့နေရာကိုတရွေ့ရွေ့သွားပြီးအခန်းထဲကိုဝင်နေလိုက်ပါတယ်ဒီချိန်မှာပဲတကားကိုဂျိုးဆက်နဲ့ကန်ရိုက်လိုက်တာကြောင့်ခေါင်းကြီးကကျွံထွက်လာပါတယ်ဂျိုးဆက်ရဲ့ထုရိုက်ခံနေရတဲ့အတန်လည်းတိတ်သွားတဲ့အချိန်အဲလစ်ကထလာပြီးမျက်ရည်ဆက်ကိုစီဖြစ်ပြီးနှိုးလိုက်ကလက်နက်ကိုအသင့်ပြင်လိုက်ပါတယ်သူအပေါ်ဓာတ်ကိုရောက်တဲ့အချိန်အဖွားကြီးကထပြီးတိုက်ခိုက်တာကိုခံလိုက်ရပြီးလုံးထွေးသက်ပုတ်ကြရင်သူ့ကိုချုပ်ထားကနားထဲကိုဖောင်တိန်နဲ့ထိုးထည့်ခံလိုက်ရတယ်စူဇန်ကိုအကူအညီတောင်းနေတဲ့အခါမှာသူ့ကိုမကူညီတဲ့အပြင်စက်ကလုတ်ကိုတော့နှိပ်ဖို့ပြင်းနေတာပါဒီတော့အဲလက်ကလည်းကိုအားကိုပြီးရုံးကန်ကပြန်တိုက်ခိုက်ပြီးအဖွားကြီးကိုထိုင်းကုန်းပေါ်မှာကျိုးတူပေးလိုက်တဲ့အတွက်အောက်ကိုလျှော်ပြီးပါသွားပါတယ်အဖွားကြီးကိုပူးကတ်နေတာဖြစ်တဲ့အတွက်ခြိထားတဲ့ခြေထောက်ကိုပြန်ဖြတ်ပစ်နေတာပါဒီချိန်မှာပဲအပေါ်ဓာတ်ကနေဂျိုးဇက်တို့ကပြုတ်ကျလာပြီးအကာကလည်းသူ့ကိုတိုက်ခိုက်ဖို့ပြေးလာတဲ့ကြောင့်စူဇန်ကိုခေါ်ပြီးအပေါ်ကိုတက်ပြေးပါတယ်အပေါ်ကိုရောက်တော့စူဇန်ကိုကျိုးနဲ့တုံထားပြီးသူ့ရဲ့နားထဲကဖောင်တင်ကိုနှုတ်ပစ်လိုက်ရင်သူ့ကိုအပြစ်တင်ပြောဆိုနေတဲ့စူဇန်ကိုလည်းပြန်ဆဲပစ်လိုက်ပါတယ်သူ့မှာဒဏ်ရာရနေတာကလည်းနင်းသားကြောင့်ပဲလို့ဆိုကပောက်ကွဲပစ်လိုက်ပြီးနင်တို့မိသားစုစီမှာအစကတည်းကဓာကရှိနေတာဖြစ်ကြောင်းနဲ့နင်တို့နဲ့တန်လို့ဖြစ်လာတာလို့ပြန်ပြောပြနေတာပါပြီးတာနဲ့ဇက်ကိုသုံးပြီးထက်ကူးကိုဖောက်နေတဲ့အချိန်စူဇန်ကိုပူးကတ်ခံလိုက်ရပြီးအိမ်သာခွက်ကိုရိုက်လိုက်တာကြောင့်အပေါ်ကနေပြုတ်ကျသွားပါတယ်လက်ကကြိုးချီထားတာကလည်းလွတ်သွားပြီးအပြန်လန်တိုက်ခိုက်ကြရင်အဲလစ်ကိုပလတ်စတစ်နဲ့အုပ်ပြီးဆွဲထားတာကြောင့်လက်ထက်ရှိတာနဲ့ပြန်လှုပ်တော့မှပဲလွတ်သွားပြီးစက်နဲ့တစားစီဖြစ်အောင်ဘိုက်ကိုခွဲပစ်လိုက်ပါတယ်ပြီးတာနဲ့ထက်ခိုးပေါ်ကိုအမြန်တက်သွားပြီးဓမြောင်ကိုလိုက်ရှာနေတဲ့အချိန်ပူကတ်ခံနေရတဲ့ဂျိုးဆက်ကအပေါက်ကနေတက်လာနေပါပြီအဲလစ်လည်းဓားတွေအများကြီးထည့်ထားတဲ့အထုပ်ကိုတွန်ချလိုက်ရင်ပါဇက်ကနေပေါက်တက်ကရပြောရင်အပေါ်ကိုတက်လာတဲ့ဂျိုးဆက်ကိုဓားတွေတစ်ချောင်းပြီးတစ်ချောင်းယူပြီးထိုးနေရင်းမှာပဲနောက်ဆုံးတစ်ချောင်းကမှန်ကန်သွားပြီးဂျိုးဆက်လည်းအောက်ကိုပြုတ်ကျသွားပါတယ်ဓားကလည်းတစ်သားနဲ့ပြုတ်လုထားတဲ့ဓားတစ်ချောင်းပါအဲလစ်လည်းစိတ်မကောင်းဖြစ်နေတဲ့အချိန်ဝုန်းခနဲ့အပေါက်ကနေစူဇန်တို့တက်လာလို့အပေါက်ကနေစူဇန်တို့ကတက်လာပြီးလိုက်နေလို့အပေါ်ကိုတက်ပြေးပါတယ်အပေါ်ထိလိုက်နေတဲ့အတွက်စက်ခေါင်းတိုင်ထဲကိုဝင်ပုန်းလိုက်ရင်သူ့ရဲ့အပေါ်ကနေခုန်ချလာတဲ့အတွက်စက်နဲ့ခံထားလိုက်တာနဲ့အကုန်ပြတ်ထွက်ကုန်ပါတယ်အောက်ရောက်တဲ့အထိအကာကလိုက်လာနေလို့စက်နဲ့ထိုးလိုက်တာကြောင့်ခေါင်းကလည်းတချမ်းကွဲသွားရကမီးနဲ့ရှို့ထားခဲ့လိုက်ပါတယ်သူ့ကိုပြေးကြိုက်တဲ့ခွေးကိုလည်းမော်ဓားနဲ့ထိုးပြီးအဆုံးသတ်ပေးလိုက်ကအပြင်မှာနားနေတဲ့အချိန်မိစ္ဆာတွေကမသေးနိုင်သေးပဲမီးတက်ကနေအယိုးကြောက်ကြီးအတိုင်းသူ့စီကိုလမ်းလျှောက်ပြီးလာနေတာပါမီးလောင်နေတဲ့သူ့ရဲ့လက်နဲ့ကင်လိုက်တဲ့အခါမှာအကုန်လုံးကလည်းမီးတောက်သွားရပါတယ်အဲလစ်ကလည်းအပြင်ကိုထွက်ပြေးလိုက်ပြီးတားမြင့်နယ်မြေတစ်ခုတည်းကိုဝင်သွားကပုန်းနေတဲ့အချိန်သူ့ရဲ့အနောက်ကိုလိုက်လာတာကြောင့်ဓားနဲ့ပြန်တိုက်ခိုက်ဖို့အသင့်ဆောင်နေရင်ရုတ်တရက်ပျောက်ကွယ်သွားပြီးသူ့ကိုကင်ပစ်လိုက်တာကြောင့်ကျင်းတစ်ခုတည်းကိုကြပြီးဒဏ်ရာရသွားပါတယ်ခြေထောက်မှာတန်ကြုံကဖောက်ထွက်သွားတာကြောင့်မထနိုင်ဖြစ်နေတဲ့အချိန်ကန်တဲကိုရေနံပိုက်ကိုကန်ချပစ်လိုက်ပါတယ်အဲလစ်ကလည်းတန်ကြုံကနေရအောင်နှုတ်ပြီးထွက်ပြေးပေမဲ့မရပါဘူးသူ့ကိုတိုက်ခိုက်နေပြီးဓမြောင်ဘွယ်မှာလဲလို့မေးနေတာကြောင့်ဓားတစ်ချောင်းကိုရေနံတွေထဲကိုပစ်ချပစ်လိုက်ပါတယ်ဒီတော့ဓားကိုသွားယူနေတဲ့အချိန်ကြောက်တူးဆန်းနဲ့ထိုးပစ်လိုက်တာကြောင့်ရေနံတွေထဲမှာမြုပ်သွားရပါတယ်အဲလစ်ကလည်းအားယူပြီးအပေါ်ကိုပြန်တက်နေရင်အကောင်ကြီးကမတိပဲရုတ်တရက်သူ့ရဲ့ခြေထောက်ကိုဓားနဲ့ထိုးချလိုက်ကမော်ဓားကိုပဲထပ်ပြီးတောင်းနေတာပါအဲလစ်လည်းအရှိမတွေးတဲ့မော်ဓားကိုကောက်ယူပြီးထိုးချလိုက်တဲ့အခါမှာပဲငြိမ်ကျသွားပြီးချက်ချင်းပဲသူ့ရဲ့ယောက်ျားပုံစံပြောင်းသွားပါတယ်ဒါပေမဲ့အဲလစ်ကတတိမလွတ်ပဲဝီလီယံမော်ဘူးဆိုတာသိတာကြောင့်မျက်နှာတွေကိုညှစ်ချေပစ်လိုက်တဲ့အခါမှာမူလအမှန်အတိုင်းပြန်ပေါ်လာပြီးခေါင်းတစ်ခုလုံးကိုလည်းခြေပစ်လိုက်ပါတယ်အကုန်လုံးကိုအပြက်ရှင်းပြီးသူမကိုယ်တိုင်ကလည်းလမ်းမလျှောက်နိုင်တော့တာကြောင့်ကားလမ်းပေါ်ကိုတရွတ်ဆွဲပြီးတွားသွားတဲ့အခါမှာပဲရဲကားတွေကရောက်လာကသူမကိုကူညီပေးတာကြောင့်ကားပေါ်မှာထိုင်နေလိုက်ရင်စိတ်လိတ်တောင်းလိုက်ကဇလန်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ကြပါစေခင်ဗျာ